Mobile Legends လူကြိုက်များသော event ဟာမကြာခင်ဒီဇင်ဘာလ12ရက်နေ့မှာပဲရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်ကြီးကြီးကျယ်ကျယ်နဲ့ Mobile Legends လူကြိုက်များသော event နဲ့ဘာ event မင်းမနှရွက်ပါတယ်မလားနားထောင်ကြည့်လိုက်ကွာဘာ event လဲဆိုတော့အားလုံးသိပြီလို့ထင်ပါတယ်မသိသေးတဲ့သူတွေကတော့ let's go ဟုတ်တယ်လာတဲ့ပုံစံ intro အားစလုံးဝဒီလေးရက်လုပ်ပေးတာဒါတော့ Aaron okay ဟိုရော movie တိုင်းလုပ်ပေးထားတာကြီးอ่ะချိန်တိုင်းပဲကွာဆောင်းဝမ်းကြိုက်တယ်ဒါတော့ကျွန်တော်ကောင်းပါလေးမိကာစားပါเนาะကျွန်တော်ချစ်ဦးပါအလစ်ယိုလာလိုက်တော့ကွာနောက်တစ်ကောင်ကတော့အခမန်ထိုင်းချိုစီပိုင်းပဲဖြစ်ပါတယ်โอเคကဲဆိုတော့ကျွန်တော်ရှေ့ကပြောခဲ့တဲ့အတိုင်းပါပဲဒီ event ကတော့ကျွန်တော်ဒီဇင်ဘာလ12ရက်နေ့မှာရောက်ရှိလာမှာပဲဖြစ်ပါတယ်